ปีเยอะแล้วตอนนี้หนูต้อง ปะปีปะปีปะปี 25แล้วหนูต้องคิดได้แล้ว ထိုင်းစာပဲကြိုက်တယ်ဟေ့ငါထိုင်းမှာထိုင်းစဝတိခထိုင်းစာထိုင်းကောင်လေးထိုင်းစားစာမှာထိုင်းစားစာဆိုတဲ့လူတွေ ရပူထိုင်းနဲ့ပတ်သက်ပြီးတော့အားသာချက်အားနည်းချက်လေးပြောပြပေးပါအောင်နော် အလောက်ပဲတွေ့ရတာဝန်တော့ပါတယ်ရှင်ညီမနာမည်ကတော့တစ်ချက်မြက်ဖူလို့ခေါ်ပါတယ်ရှင်ကိုလက်ရှိပြီးဖောက်ထိုင်းလာမှာတစ်ချက်တရားနဲ့လို့ကိုင်နေပါတယ်ရှင်အကျိုးကျေးဇူးကြောင့်ပြောရမယ်ဆိုရင်တော့ဒီခုနောက်ပိုင်းဒီထိုင်းနိုင်ငံဆိုရင်ကျိုးညီမတွေအရောက်ရမ်းများနိုင်ငံတစ်ခုကိုပြောလို့ရလာပြီပေါ့နော်။ကျောင်းနဲ့ပတ်သက်ရင်လည်းတအားများတယ်။ပြီးတော့ဆိုရင်အခုဂရိယနိုင်ငံတို့လို့ပြောလို့ရတယ်ပေါ့နော်။ထိုင်းကမြန်မာမှန်ဘန်ကောက်မှာဖုန်ကြတယ်ပေါ့နော်။တပိအလုပ်အကင်ဆိုရင်လည်းအများကြီးကမှသွားကြပါတယ်။ပြောခုနောက်ပိုင်းတွေ့ကြတာဆိုကျောင်းနဲ့ပတ်သက်ပြီးတော့ပါ။ကျောင်းနံပါတ် University ရှိရအခုဒီ language school ဆိုပြီးတော့ရှိရပေါ့။ language school ကကျတော့ Yodan Thai သင်မယ်တော့ English လောက်ပဲပေါ့နော်။ University ကကျတော့ major တွေအများကြီးရှိပါတယ်။ပြီးတော့အခုကကျတော့အလုပ်ကင်နဲ့ပတ်သက်ပြီးတော့ပါ။အလုပ်ကင်နဲ့ပတ်သက်ပြီးဆိုရင်ထိုင်းမှာမြန်မာတွေအများကြီးရှိပါတယ်။ကျတို့တွေဒီဘက်မှာဆိုရင်ဝန်ထမ်းတို့ဒီ shopping mall မှာဆိုရင်ညီမတွေအများကြီးကိုတွေ့ရတယ်ပေါ့နော်။နောက်တစ်ခုကျထိုင်းဆွဲကတက်ထားပဲဆိုရင်အလုပ်ကင်ခွင့်တာအများကြီးအများကြီးဘယ်လိုမျိုးလဲဆိုတော့မြန်မာနဲ့ထိုင်းနဲ့ဆိုရင်အမြဲဖက်အလုပ်ကင်နဲ့နေရာအများကြီးရှိတယ်လေအဲ့လိုမျိုးတွေအတွက်အများကြီးအခွင့်အလမ်းပုံများပါအဓိကပဲထိုင်းဆွဲကတက်ထားလေအခွင့်အလမ်းပုံများလေပဲအားနည်းချက်တစ်ခုကဘာလဲဆိုတော့တကယ်ကျောင်းသားတက်တော့မယ်ဆိုရင်သူတွေဆိုဒီ school scholarship ဆိုရင်အဆင်ပြေလောက်ပဲဆိုရင်ထိုင်းဘက်မှာလေ international student ဆိုရင်လုံးဝအလုပ်ပေးမလို့ပေါ့နော်ပေးလို့တယ်ဆိုရင်တို့ထံငွေတွေခက်မသိဘူးဆိုရင်နိုင်ငံမှာပြန်ပို့နိုင်ရတဲ့အခြေအနေတစ်ခုကိုရှိနိုင်တယ်ပေါ့နော်အဲဒါကြောင့်မို့ဒီပတ်တိုင်းကျောက်ကလုံးဝလုံးလို့မရပါဘူးနောက်တစ်ခုတွေ့တာနောက်ပိုင်းမှာထိုင်းဘာသာစကားသင်လာတဲ့သူတွေပါအများများလာပါတယ်ဒါပေမဲ့သင်လာတဲ့ခါကျရင် focus လုပ်တဲ့ဟာကြတော့ speaking ရ listening only တခုဖြစ်နေရပေါ့နော် writing ရ reading ကိုလုံးဝမသင်လာကြတော့တဲ့အနေအထားတစ်ခုဖြစ်နေပါပြီဒီနောက်ပိုင်းကျောင်းသားတွေပေါ့နော်တကယ်တော့အမားဆိုရင်အဲ့လိုမျိုးကမလုပ်သင့်ဘူးပေါ့နော်ဘာလို့လဲဘာသာစကားဆိုတာမျိုးကအခြေခံကနေစပြီးတော့သင်ရတယ်ဟုတ်မယ်အဲ့လိုဆိုတော့ဒီမျိုးဂီတရာကနေစတခြားလေးပြန်ပြီးတော့သင်ကျင်တယ်ပေါ့နော်ဘလို့လုံးလည်းဖြစ်လာတယ်ဆိုတော့နောက်ပိုင်းတွေ့တာ writing ဆိုရင်မလိုအပ်တော့ဘူး Google Translate သုံးလိုက်မယ်ဒါမျိုးလေးပေါ့နော်အဲ့မျိုးကြဒါအားနဲ့ချက်တစ်ခုဖြစ်လာပါပြီ ကျေးဇူးတင်ပါတယ်ဒီကျဲ